ီရန်ရဲ့စစ်မြေစုံခေါင်းဆောင်အယာတိုလာအလီခါမီနီနဲ့ထိပ်တန်းစစ်ဘက်ခေါင်းဆောင်တချို့ဟာဖေဖော်ဝါရီလ28ရက်နေ့ကအစ္စရေးရဲ့လင်ငိုက်တိုက်ခတ်မှုမှာတည်ဆုံသွားခဲ့ပါတယ်။အဲဒီတိုက်ခတ်မှုဖြစ်ပွားချိန်ကအီရန်ခေါင်းဆောင်တွေဟာတီဟီရန်မြို့မှာရှိတဲ့အလီခါမီနီရဲ့လုံခြုံရေးစနစ်အပြည့်တက်ဆင်ထားတဲ့အိမ်ယာဝင်းထဲမှာထိပ်တန်းစစ်ဘက်စီဝေးတစ်ခုကိုလုပ်နေခဲ့ကြတာဖြစ်ပါတယ်။ဒီစီဝေးမှာအီရန်ထိပ်တန်းအရာရှိတွေပါဝင်မယ်ဆိုတဲ့သတင်းကို CIA ကအတိအကျရခဲ့လို့အစ္စရေးကိုတိတိကျကျသတင်းပေးခဲ့တာဖြစ်တယ်လို့ The New York Times သတင်းမှာဖော်ပြထားပါတယ်။အစ္စရေးထောက်လှမ်းရေးအဖွဲ့တွေကအီရန်ခေါင်းဆောင်တွေရဲ့လှုပ်ရှားမှုပေါ်ဆယ်စုနှစ်နဲ့ချီပြီးသတင်းချက်လက်တွေစုဆောင်းခဲ့ကြသလိုပြီးခဲ့တဲ့6လအတွင်းမှာ CIA နဲ့အမေရိကန်ထောက်လှမ်းရေးအဖွဲ့တွေကနီးပညာနဲ့လူအင်အားမြောက်များကူညီပေးခဲ့တာကြောင့်အီရန်ဆိုရခေါင်းဆောင်ပိုင်းတွေကိုခုလိုတိတိကျကျတိုက်ခိုက်နိုင်ခဲ့တာလို့ကျွမ်းကျင်သူတွေနဲ့ထောက်လှမ်းရေးရရှိဟောင်းတွေကပြောပါတယ်။ CIA ရရှိဟောင်း Rural Gritchet ကတော့ဒီစစ်စင်ရေးမှာအမေရိကန်ကနီးပညာပိုင်းမှာကြီးကျယ်ကူညီပေးခဲ့ပေမဲ့အီရန်နိုင်ငံတွင်းမှာသတင်းပေးကွန်ရက်တွေတိစောက်ပြီးရှေ့ဝက်စစ်စင်ရေးတွေလုပ်နိုင်ခဲ့တာကတော့အစ္စရေးကြောင့်ပဲလို့ဆိုပါတယ်။အစ္စရေးရဲ့မြေပြင်သတင်းပေးချက်တွေနဲ့အမေရိကန်ရဲ့ဖုန်းလိုင်းကြားဖြတ်နားထောင်မှုသတင်းတွေကိုပေါင်းစပ်ပြီးခါမီနီကိုခြေရာခံခဲ့တာဖြစ်ပါတယ်။အီရန်လူမျိုးတွေကဖုန်းသုံးရတာအရင်ကြိုက်ကြတာခါမီနီကဖုန်းတွေအများကြီးပြောင်းသုံးရင်တောင်သူပုံမှန်ဆက်သွယ်နေတဲ့လူတွေကိုကြည့်ပြီးခြေရာခံလို့ရပါတယ်လို့လူရဲ Gritchet ကပြောပါတယ်။ဒီနောက်မှာတော့အမေရိကန်ထောက်လှမ်းရေးအဖွဲ့တွေကစစ်တပ်စီကိုသတင်းတွေပေးပို့ပြီးတိကျတဲ့ပြစ်မှတ်တွေကိုသတ်မှတ်ပြီးတော့သေစေလောက်တဲ့စက္ကန့်60တိုက်ခိုက်မှုကိုလုပ်ဆောင်ခဲ့တာပါ။မော့ဆာရဲ့ဂျက်ဖက်မှုတိုက်ဖျက်ရေးဌာနကြီးကဟောင်း Oded Islam ကလည်းနှစ်ပေါင်းများစွာကြိုးစားခဲ့ရတဲ့ရလက်ဖြစ်ကုတိုက်ခတ်မှုဟာစက္ကန့်60ပဲကြာတယ်လို့ပြောခဲ့ပါတယ်။ခေတ်သစ်စစ်မြေပြင်ဟာတင်ကားတွေလေယာဉ်တွေမဟုတ်တော့ပါဘူး။သတင်းချက်လက်ထိုးပေါင်းနိုင်စွမ်းနဲ့ချိန်ကပ်မှုကပိုအရေးကြီးလာတယ်။10မိနစ်စာဆိုတဲ့ချိန်ဟာဒေတာတစ်ခုလုံးကိုပြောင်းလဲပြည့်နိုင်တယ်လို့လည်းသူကဆိုပါတယ်။စက္ကန့်60တွင်တပြိုင်နက်တည်းနီးပါးတိုက်ခိုက်မှုတွေကြောင့်အသက်86နှစ်အရွယ်ခါမီနီနဲ့တူသူ့ရဲ့မိသားစုဝင်တွေနဲ့နောက်လိုက်12ဦးလည်းသေဆုံးခဲ့တယ်လို့အီရန်စစ်ဦးစီးချုပ်ရဲ့ကြံပေးနဲ့ကာကွယ်ဝင်ကြီးတို့ပါဝင်အီရန်ထိပ်တန်းခေါင်းဆောင်40လည်းဒီတိုက်ခိုက်မှုတွင်းမှာပဲသေဆုံးခဲ့တယ်လို့အစ္စရေးဘက်ကပြောပါတယ်။ဒါ့အပြင်တီဟီရန်ကနေရာသီးသီးမှာစုဝေးနေကြတဲ့အီရန်လုံခြုံရေးဆိုင်ရာထိပ်တန်းခေါင်းဆောင်9ဦးလည်းသေဆုံးသွားခဲ့ပါတယ်။အမေရိကန်ရဲ့နည်းပညာကတော့တကယ့်ကိုထင်ကြီးစရာပါ။ဒါပေမဲ့မြေပြင်ကသတင်းပေးကွန်ရက်ပိုင်းမှာတော့ CIA ထက်အစ္စရေးရဲ့ Mossad အဖွဲ့ကပိုပြီးအားကောင်းတယ်လို့လည်း Rural Gritchet ကဆိုပါတယ်။အရင်ကလည်းအီရန်နျူကလ িয়ার သိပ္ပံပညာရှင်ကိုအဝေးထိန်းဆက်တဲ့နဲ့လှုပ်ကျန်တာအီရန်နျူကလ িয়ার စနစ်ထဲကိုဗိုင်းရပ်စ်ထည့်တာနျူကလ িয়ার စာရွက်စာတမ်းတွေကိုခိုးယူတာစတဲ့စစ်စင်ရေးတွေကို Mossad ကလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။2024ခုနှစ်တုန်းကလည်း Hamas ခေါင်းဆောင် Ismail Haniyeh ကိုတီဟီရန်ကအခရာမှာဘုံနဲ့လှုပ်ကျန်ခဲ့တာဟာလည်း Mossad ဖွဲ့ရဲ့လက်ချက်ပါပဲ။ပြီးခဲ့တဲ့ဇွန်လ12ရက်ကြာစစ်ပွဲတုန်းကလည်းအီရန်သိပ္ပံပညာရှင်တွေနဲ့စစ်ဗိုလ်ချုပ်တွေရဲ့နေအိမ်တွေကိုအစ္စရေးထောက်လှမ်းရေးတွေကတိကျသိထားတဲ့အတွက်ပထမဆုံးချိန်တိုက်ခိုက်မှုမှာတင်များပြားကိုတပ်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ Mossad ဟာလွန်ခဲ့တဲ့နှစ်20လောက်ကတည်းကမဟာဗျူဟာကိုပြောင်းလဲခဲ့ပြီးအီရန်နိုင်ငံသားတွေကိုယ်တိုင်ကိုသတင်းပေးဖြစ်စုဆောင်းပြီးတော့အစင်မြင့်ပစ္စည်းတွေနဲ့သင်တန်းတွေပေးခဲ့တာလို့သိရပါတယ်။အစ္စရေးဟာပြီးခဲ့တဲ့နှစ်ကတည်းကခါမီနီကိုလှုပ်ချန်မှုအသင့်ဖြစ်နေခဲ့ပေမဲ့အဲ့ဒီတုန်းက Trump ဟာဒေသတွင်းစစ်ပွဲပိုကြီးထွားလာမှာကိုစိုးရိမ်နေခဲ့တာလို့ဆိုပါတယ်။ခုကမှတော့ဖေဖော်ဝါရီလ28ရက်နေ့ကအမေရိကန်နဲ့အစ္စရေးတို့ပူးရဲဖော်ဆောင်ခဲ့တဲ့ Epic Fury လို့ခေါ်တဲ့စစ်စင်ရေးတွင်အီရန်ထိပ်ဆုံးခေါင်းဆောင်အယာတိုလာအလီခါမီနီသေဆုံးသွားခဲ့မှုပေါ်ခါမီနီကိုထောက်ခံသူတွေကတော့မြို့တော်တီဟီရန်နဲ့တခြားမြို့တွေမှာစုဝေးပြီးဝန်내ပူဆွေးစွာနဲ့သူ့အတွက်ဆုတောင်းပေးခဲ့ကြပြီးတော့အဲ့ဒီအတွက်သွေးကြွေးပြန်ဆက်ပေးဖို့တောင်းဆိုခဲ့ကြသူတွေရှိသလိုတစ်ဖက်မှာလည်းအောင်မွဲခံတဲ့သူတွေလည်းရှိနေပါတယ်အထူးသဖြင့်ဇန်နဝါရီလကအီရန်နိုင်ငံတွင်းဖြစ်ပွားခဲ့တဲ့အစိုးရစန့်ကျင်ရေးဆန္ဒပြပွဲတွေတွင်လူပေါင်းထောင်ချီသေဆုံးစေခဲ့တဲ့အီရန်တပ်ဖွဲ့ရဲ့ဂျမ်ဘတ်ပစ်ခတ်ဖြိုခွင်းမှုကိုခံခဲ့ရတဲ့ចောင်းသားចောင်းသူတွေပါဝင်အမေရိကန်ရောက်အီရန်နိုင်ငံသားတွေနဲ့တခြားပြင်ပနိုင်ငံတွေမှာရောက်ရှိနေတဲ့အီရန်နယ်ပွားတွေကတော့လမ်းမတွေပေါ်စုဝေးချီတက်ပြီးအောင်ပွဲခံခဲ့ကြပါတယ်မလာတီယနီကထုတ်ပြန်ခဲ့တဲ့6မိနစ်ကြာဗီဒီယိုမိန့်ခွန်းမှာတော့ Trump ကဒီစစ်ပွဲမပြေမချင်းအမေရိကန်ဘက်ကလည်းထိခိုက်သေဆုံးမှုတွေထပ်ပြီးရှိလာနိုင်တယ်လို့သတိပေးထားပါတယ် Earlier today, CENTCOM shared the news that 3 U.S. military service members
have been killed in action. ခုချိန်ထိတော့အမေရိကန်စစ်သား3ဦးကြာဆုံးခဲ့တယ်လို့တခြား9ဦးလည်းပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့ Trump ကအတည်ပြုခဲ့ပြီးတည်ဆုံမှုတွေထပ်မဖြစ်အောင်တက်နိုင်သမျှစွမ်းကုန်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်းအဲ့ဒီမိန့်ခွန်းမှာ Trump ကပြောခဲ့ပါတယ်နောက်ပြီးခုစစ်ပွဲဟာ၄ဘက်လောက်ထိကြာမြင့်နိုင်တယ်လို့လည်း Trump က Daily Mail သတင်းဌာနကိုပြောထားပါတယ်ခုခါအီရန်ရဲ့ခေါင်းဆောင်တွေကသူနဲ့ဆွေးနွေးခြင်းကြောင့်နဲ့သူကလည်းသဘောတူထားကြောင်း Trump ကမက်လာတီယာနေ့က The Atlantic သတင်းဌာနကိုပြောခဲ့ပါတယ်။အီရန်ရဲ့အာဏာကူးပြောင်းတဲ့ပတ်သက်လို့ဗီနီဇွဲလားမှာလုပ်ခဲ့တဲ့ပုံစံဟာအကောင်းဆုံးနမူနာပဲလို့လည်း Trump ကပြောထားပါတယ်။ဗီနီဇွဲလားမှာလူနှစ်ယောက်ဖယ်ပြုတ်သွားပြီးကျန်တဲ့သူတွေကသူတို့အစိုးရလုပ်ကိုသူတို့ဆက်လုပ်ကြပေမဲ့ခုအီရန်မှာတော့ခေါင်းဆောင်48ဦးတည်ဆုံသွားပြီလို့ Trump ကပြောထားပါတယ်။ဒါပြင်အီရန်မှာဦးဆောင်မှုသူ့မှာရွေးချယ်စရာအကောင်းဆုံးလူ3ယောက်ရှိတဲ့ကြောင်းနဲ့လက်ရှိချိန်မှာထုတ်ပြောမှာမဟုတ်သေးဘူးလို့လည်း Trump ကပြောပါတယ်။အီရန်ဘက်ကလည်းအမေရိကန်နဲ့အစ္စရေးတို့ရဲ့တိုက်ခိုက်မှုတွေပေါ်ပြင်းပြင်းထန်ထန်လက်တုပ်ပြန်နေပြီးအစ္စရေးပြင်အိုမန်ကာတာဘာရိန်ကူဝိတ်ဆော်ဒီအာရေဗျဂျော်ဒန်အီရတ်ဆီးရီးယားအာရပ်စော်ဘွားများပြည်ထောင်စုစတဲ့အမေရိကန်စစ်အခြေစိုက်စခန်းတွေရှိရာပင်လယ်ကွေ့နိုင်ငံတွေကိုတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။ UAE ရဲ့မြို့တော်အဘူဒါဘီနဲ့ဒူဘိုင်းတို့မှာလည်းပဲ့ထိန်းဒုံးကျည်တွေနဲ့ drone တွေကြားရောက်ပောက်ကွဲခဲ့တာကြောင့်လူသေဆုံးဒဏ်ရာရရှိမှုတွေရှိနေပါတယ်။ဒါ့အပြင်ဒီနေ့မတ်လ2ရက်နေ့မှာပဲအီရန်ကြောတော်နောက်ခံပေးထားတဲ့လက်ဘနွန်နိုင်ငံမှာရှိတဲ့ Hezbollah လက်နက်ကိုင်အဖွဲ့ကအစ္စရေးကိုတိုက်ခိုက်ခဲ့တာကြောင့်နှစ်ဖက်ပြန်လည်တိုက်ပွဲတွေဆက်ဖြစ်နေကြဆဲဖြစ်ပါတယ်။နောက်ပြီးကမ္ဘာရေနံတည်ယူပို့ဆောင်ရေးတွေအဓိကကျတဲ့ Hormuz ရေလက်ကြားကိုအီရန်ကပိတ်ပစ်လိုက်တာကြောင့်ကမ္ဘာရေနံဈေးနှုန်းဟာ10%ကနေ73%ထိခုန်တက်သွားပြီးတိုက်ခိုက်မှုတွေကြာမြင့်လာတာနဲ့မျှရေနံဈေးနှုန်းဟာဆက်လက်မြင့်တက်လာဖို့ရှိနေပါတယ်ခင်ဗျာ။